နောက်တစ်ပိုင်းစလိုက်ကြရအောင်ကျွန်တော်တို့နောက်တစ်ပိုင်းစမယ်ဆိုတော့ပြန်ရမယ်လက်ရှိပြီးသွားတာကျွန်တော်တို့ create လုပ်တာပြီးသွားပြီ refresh လုပ်တာလည်းပြီးသွားပြီပေါ့ဒီမှာကျွန်တော်တို့တစ်ခုထပ်ထည့်ခြင်းတယ်ဒီမှာ business ရဲ့နာမည်ပြင် business နဲ့ပတ်သက်တဲ့စာတူလေးပါလေးထည့်လို့ရအောင် description ပေါ့ကျွန်တော်တို့တန်ကိုဆိုတဲ့တန်ကိုကဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့ဗျာအများကြီးဆိုအများကြီးကဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးတော့ရှင်းပြတဲ့ဟာတစ်ခုလောက် data တစ်ခုတော့ကျွန်တော်သိမ်းကြမယ်ဆိုတော့ဒီလိုဖြစ်မှာ okay အဲ့ဒါတန်ကိုကြောင့်အဲ့ကျွန်တော်တို့ဒီမှာ data structure ပြင်ပြီဟိတ်ဆိုတာနဲ့ mobile app မှာကျွန်တော်ဗာလိုက်ပြင်မလဲဆိုတော့ model မှာပြန်သွားပြင် model မှာကျွန်တော်နောက်တစ်ခုထပ်တိုးမယ် description ပေါ့ဒီ description ကျွန်တော်ဒီမှာလည်းထပ်တိုးမယ် constructor မှာလည်းသွားတိုးမယ် description လို့တိုးလိုက်မယ် okay ဒါဆိုကျွန်တော်ဒီမှာ provider မှာပြဿနာတက်နေမရှိထည့်ပေးပါဘူးတန်ကိုနဲ့ပတ်သက်လို့ပါရှိတယ်နည်းတန်ကိုနဲ့ပတ်သက်တဲ့စာနဲ့ရေးလိုက်မယ်တန်ကိုနဲ့ပတ်သက်တဲ့စာဒီ number 1 fuel station in Myanmar မဆို စာသားမဆို okay regency ရောဘာရေးလဲကြည့်အောင် regency ရဲ့ description နဲ့ကျွန်တော်တိုးလိုက်မယ် description regency မြန်မာရက်ဖက်တွေ့fuel station ကိုရှာတော့okay စာပဲအစဉ်ပြေးစာလေးကိုကူးလိုက်မှာဒီကစာရေးဖို့လို့ you can see fuel station အမချိုမီမီလာလို့ပဲထည့်လိုက်မယ် description အစဉ်ပြေးဥစ္စာပေါ့affordable fuel station okay ဒါဆိုကျွန်တော်တို့ create လုပ်ပြီးဆိုတော့လိုလာပြီ create လုပ်ပြီးဆိုရင်နာမည်လေးနဲ့တည်းမကတော့ကျွန်တော်နောက်ထပ်လို့မှာထည့်လိုက်မယ်ဘာလို့လဲဆိုတော့နောက်ထပ်စာကြောင်းလို့အဲ့စာကြောင်းဒီ description ပေါ့အဲ့တော့ကျွန်တော် business အသစ်တစ်ခု create လုပ်ပြီးဆိုလဲဒါထည့်ပေးမယ်description ထည့်ပေးမယ်ဘယ် description လဲဆိုတော့ရှင်းထည့်ပေး description okay အဲ့ create page မှာသူကလာပြောရင်နောက်တော့ကျွန်တော် feed တစ်ခုထပ်တိုးပေးရမှာ feed တစ်ခုထပ်ပြီးတော့ကျွန်တော် text feed ထပ်တိုးလိုက်မယ် feed တစ်ခုထပ်တိုးရင် controller text editing controller ထပ်တိုးအောင်ပါဆိုတော့ကျွန်တော်တိုးပေးလိုက်မယ်ကျွန်တော် final လုပ်ပေးပါတဲ့ final လုပ်ပြီးတော့ final လုပ်ပေးလိုက်မယ်ကြောင်းပြီးတော့ description text editing controller သူကလည်းဒီမှာလုံးဒီ description text editing controller description tab okay ဒီကြည့်ပါကြံသေးတယ်အဲဆိုရင်ကျွန်တော်ဒီမှာ create လုပ်တဲ့အချိန်မှာကျွန်တော်တို့နာမည်နဲ့ description နဲ့ပြရမှာဟုတ်အဲဆိုရင်ဒီ description text တွေက TEC ရဲ့ text ကိုပေးလိုက်မယ်ဒီမှာ TEH ဖြစ်နေမှာ TEH ဖြစ်နေ rename ပေးမယ် rename ပေးကျွန်တော် rename လုပ်ပေးမယ် TEC refactor လုပ်လိုက်အောင် okay ကဲဒီထိအဆင်ပြေသွားပြီကျွန်တော်တို့ဘာလို့ဒီကောင်တော့ချောင်းတူလိုက်တာလဲဆိုတော့ဒီတစ်ခုကိုနှိပ်ကြည့်ဆိုသူနဲ့သက်ဆိုင်ရာအချက်လက်အသေးစိတ်လေးပါလေမြင်ရအောင်အဲဒီမှာပြဿနာတက်နေကြပြီဘယ်မှာတက်နေရလဲဆို business provider line number 2review ပြန်လုပ်လိုက်ကျွန်တော်လိုချင်တာဗျာဒီ
ဆိုင်စီဇန်နာမည်တစ်ခုကိုနှိပ်လိုက်ပြီဆိုရင်အဲ့စီဇန်ရဲ့နာမည်ရဲ့သူ့ရဲ့ description ရဲ့ကိုနောက်တစ်မျက်နှာမှာတည်တံ့ပြစေချင်တာအဲ့လိုလုပ်ချင်တာဆို okay လုပ်ကြမယ်အဲ့တော့စာမျက်နှာတစ်မျက်နှာတိုးမယ် new define သွားမယ် business detail page ပေါ့ detail page တော့လုပ်မယ် statefulတက်လာတော့ US business detail page ပေါ့ကျွန်တော်တို့ material ကို import လုပ်မယ်ဘယ်ချိန်မှာသွားမလဲဆိုရင်ကျွန်တော်ဒီ listing ကနေပြီးတော့ item တစ်ခုကိုနှိပ်တဲ့အချိန်မှာသွားမယ်လို့ဆိုအဲ့ဆိုရင်ကျွန်တော်ဒီမှာ list time ဆိုရှိရင် list time မှာ on tab ဆိုတာပါပြီးသားပေါ့ကျွန်တော် on tab လို့လုပ်လိုက်မယ် on tab လို့လိုက်မယ်ဒီကောင်ကိုနှိပ်ပြီးဟေ့ဆိုရင်ကျွန်တော်ကသွားစေချင်တာဘယ်ကိုသွားစေချင်လဲဆိုတော့ DD page ကိုသွားစေချင်တာအဲ့တော့ကျွန်တော် navigator သုံးမယ်စီဇန်တစ်ခုကိုနှိပ်ပြီးဟေ့ဆိုတာနဲ့သွားမယ် business view assign business DD page ကိုသွားမယ် okay ဒါပဲဟုတ်တက်မလားသေးဘူးအဲကျွန်တော် business detail page ကလည်းကျွန်တော်ဒီမှာကြိုရေးထားလိုက်တော့မယ် scaffold သုံးပါမယ်နော် SCF scaffold သုံးမယ်ပုံမှန်ပါနေကြဖြစ်တဲ့ application bar ဆိုတော့ကျွန်တော်တို့ခေါင်းစဉ်တွေပါနေတိုက်တယ်ပါမယ်တိုက်တယ်ကတော့ business detail ပေါ့ okay ကျွန်တော်တို့ body မှာပါပြမယ် body မှာကျွန်တော်တို့စာနှစ်ကြောင်းပဲပြမယ်လို့ဆိုရတော့ column နဲ့ပဲပြလိုက်တော့မယ် column နဲ့ပါပြမယ်ဆိုတော့ prima text ကsign နာမည်ပေါ့ US business name ကိုပြမယ်နောက်တစ်ခုက description ကိုပြမယ် okay ဒါပဲဒါဆိုရင်ကျွန်တော် sign နေချင်းအဲ့ sign ရဲ့နာမည်နဲ့ description ကိုမြင်ရမယ်ပြတခုရှိတာကျွန်တော်အခုဒီမှာကဘယ်အောင်ပဲနှိမ့်တဲ့နှိမ့်လိုက်ဒီ page ကိုပဲလာမယ်ဒီ page မှာလည်းကျွန်တော် recency ကိုနှိမ့်တယ်ဒီဟာကြီးပဲပေါ့မချုံမိမိကိုနှိမ့်နေဒါပဲပေါ့ဒန်ကိုနှိမ့်တယ်အတူတူပဲဒါတော့ကျွန်တော်ပြန်ပြင်ရပါဘူး okay ဘယ်လိုပြင်ရမလဲဆိုတော့အခုဒီမှာနှိမ့်လိုက်မယ်ဒန်ကိုနှိမ့်လိုက်မယ်မရှိသေးဘူးကြ hobby လုပ်လိုက် hobby လုပ်ပါဟာလုံးမလို့သေးရတော့ပြန်သွားလိုက် business detail page ကိုရောက်မလာသေးဘူးဟုတ်ရောက်မလာသေးဘူး business listing မှာတဲ့ detail page ကိုသွားမယ်ပြီးတော့ detail page မှာရေးလဲရေးထားပြီးပါဒီချက်စုံနေကြည့်လိုက်ဟာတလွဲရောဖြစ်နေပြီတဲ့ listing page ပြန် close လုပ်လိုက် listing page မှာဒီကောင်းကိုလို့စေမသွားဘူးလို့ပြောထားတယ်သွားမှာဒီလိုလုပ်ကြည့်မယ်ဟောရောက်လာဘာထားလဲကွာတန်ကိုနှိပ်ကြည့်မယ်မသွားတော့ဘူးဘာထားလဲကွာဒီကောင်เนี่ยနှိပ်ရင်သွားပါကွာဆိုရင်ကျွန်တော်တို့တန်ကိုနှိပ်ကြည့်လိုက်မယ် business name နဲ့ business description ပဲပြရတယ် we can see တူတူပဲမှတ်ချုံမိဘာလို့ဆိုကျွန်တော်တို့ကဘယ်အောင်နှိပ်လိုက်ပါတယ်ဘာကိုပြပါဆိုတဲ့ကိစ္စကြီးဘာမှလုပ်တာမရှိဘူးနှိပ်လိုက်မယ်ဆိုရင်နောက်တစ်မျက်နှာကိုသွားဆိုပြီးတော့ပြတာအဲ့တော့ကျွန်တော်တို့ကနှိပ်လိုက်တဲ့ data ကိုနှိပ်လိုက်တဲ့ sign ကိုသိမ်းထားဖို့တနေရာလိုလာပြီပေါ့ data သိမ်းမယ်ဟေးဆိုကျွန်တော်ပြေးမြင်တာတော့ provider ပဲအဲ့တော့ provider မှာနောက်တနေရာတစ်ခုသိမ်းမယ်နောက်တစ်ခုကကျွန်တော်ဘာဖြစ်မလဲဆိုရင် business ပေါ့ကျွန်တော် selected user selected business လို့ပဲဆိုကြပါစို့ဗျာလောလောဆယ်ကတော့လောဆယ်ကပါသိမ်းထားမလို့ user နဲ့ businessသိမ်းထားပဲ ID က CEO နာမည်ကလည်းမရှိသေးဘူး description ကလည်းမရှိသေးဘူးပေါ့ဗျာဒါရိုးရိုးလက်ရှိကဘာမှမဟုတ်တဲ့ site ပေါ့ okay အဲ့တော့တရားရောက်ကနေပြီးတော့ user နေပြီးတော့ select လိုက်ဆိုရင် select လိုက်တဲ့ site ရဲ့ data ကိုဒီမှာလာသိမ်းနေတယ်အဲ့တော့ကျွန်တော် function တစ်ခုရေးမယ် void ဘယ်လိုသိမ်းကောင်းမလဲဆိုတော့ set selected user and users ဟုတ်လားသူ
သူကဘာပါလာမလဲဆိုရင် USI business ပါလာတယ် business ထည့်ပေးတယ်ကျွန်တော်တို့ကရလာတဲ့ business ကိုပဲထည့်မယ်ဆို selected business တွေကိုထည့်မယ် USI business ကိုထည့်မယ်ပြီးတော့သူ့ကိုစောင့်ကြည့်နေတဲ့သူတွေရှိတယ် notify လောက်လုပ်လိုက် sorry ဒီကောင်ကျွန်တော် require မပေးလိုက်ခေါ်လို့လို့ require okay ကျွန်တော်နှိပ်ပြီးဟိဆိုရင်ဒီ slash business ကိုလုပ်ကြမယ်နှိပ်ပြီးဆိုရင်မသွားခင်မှာကျွန်တော်လုပ်မှာက provider တွေကလမ်းခေါ်မယ် provider တွေအများကြီးရှိတယ်ကျွန်တော်လိုချင်တာ business provider မှာတွေက contact လို့ဆိုကျွန်တော် method တခုကိုလမ်းခေါ်မှာဆိုတော့ listen လုပ်ရမလို့ fox အဲ့တော့ဘာ method ကိုလမ်းခေါ်မှာလဲဆိုတော့ကျွန်တော် selected method ဒီ business တခု select လုပ်လိုက်ပါဆိုရင် method ကိုလမ်းခေါ်မှာဒီမှာတော့ aim function ကိုလမ်းခေါ်ပြီးဆိုရင် business တခုပေးရမယ်လို့ပြောတယ်ကျွန်တော်လက်ရှိ select လုပ်လိုက်တဲ့ business ကဘာလဲဆိုတော့ဒီကောင်ကျွန်တော် variable လုံးမဲ့ကြီးညာလိုက်ဆွဲအောင်လို့current business ဆိုတော့ variable လုံးကြီးညာလိုက်မယ်အဲ့ variable ကဟိုဘာ assign လုပ်မှာလဲဆိုတော့လက်ရှိနေတဲ့ business ကို assign လုပ်မယ် business ဆိုတာမသိဘူးလို့ပြောတယ် import လုပ်ပေးလိုက်မယ်ဒါဆိုရတယ်ကျွန်တော်အခုလက်ရှိလုပ်တာ3ချက်ပဲလုပ်တယ်ဒီ site နာမည်တစ်ခုပေါ်မှာနှိပ်လိုက်ဆိုရင်နှိပ်လိုက်တဲ့ site ရဲ့အချက်လက်တွေအကုန်လုံးကို current business ဆိုတဲ့ variable လုံးထဲမှာကြီးညာတယ်အဲ့ variable ကိုသုံးပြီးတော့ဒီ set provider ထဲမှာတွားပြီးတော့အဲ့ variable ကိုပဲ provider ထဲမှာတွားတင်လိုက်တယ်ပြီးတော့နောက်တစ်မျက်နှာကိုတွားတယ်ဒီဟာပဲအဲ့တော့အဲ့လိုလုပ်ရုံနဲ့တော့နောက်တစ်မျက်နှာမှာတွားပြပြီလားဘယ်ပြမလဲကျွန်တော်နှိပ်ကြည့်လိုက်ပြီလုပ်ပြီးနှိပ်ကြည့်လိုက်ပြဿနာတက်နေပြီတဲ့ဒီကောင်က sorry ဒီကောင် force လုပ်ခိုင်းတာUI မဟုတ် UU program ထဲမှာရေးရဆို true လုပ်လို့မရအောင် force လုပ်မှရအောင် okay ရပြီကျွန်တော်နှိပ်ကြည့်မယ် agency နှိပ်ကြည့်ရင်ဒီမှာ business name နဲ့ business description ပဲရှိသေးတာတကယ်ပြတဲ့နာကဘာကိုပြတဲ့လဲ provider တွေက select လုပ်ထားတဲ့ business ပေါ့ selected business ကိုပြတဲ့နာ okay အဲ့တော့ကျွန်တော်ပြင်မယ်ဒီဟာ provider ကို view assign business provider contact တော့ဒါ UI မှာလောက်ထားဆိုတော့ listen ကို true ပေးလို့ရအောင် true ပေးရမယ် okay true မပေးခင်ဒီမှာရှေ့ကလိုတဲ့ဟာတွေ import လုပ်လိုက်မယ်တော့ဘာကိုကြည့်မှာလဲ selected business ကိုကြည့်မှာ selected business ကနာမည်ကိုကြည့်မှာပေါ့နောက်တစ်ယောက်ကတော့ description ကတော့ description ကိုကြည့်မှာ description ကိုကြည့်မှာ okay အဲ့ဒီမှာ agency နဲ့မြန်မာ energy ဘာညာပေါ်လာတယ်အဲကျွန်တော် Danco နဲ့ကြည့်မှာဆိုရင် Danco နဲ့ဘာညာဆိုပေါ်လာတယ်အဲမချုံမီမီနဲ့ကြည့်မှာဆိုရင်မချုံမီမီရဲ့ affordable station ဘာညာဒါမျိုးပေါ်လာတယ်ဒါဆိုရင်တော့ကျွန်တော်တို့ DD နဲ့ပတ်သက်တာပြီးပါပြီအဲကျွန်တော်စာလေးပါလေးကိုနည်းနည်းကြည့်ကောင်းပြင်ကြပါလို့ဆိုဒီမှာ Danco နဲ့ကြည့်လိုက်မယ် Danco က style စာပြင်မယ်ဆိုတော့ style လို့ထင်တယ် STYN style text style font weight ပြပါထည့်လိုက် font weight ကိုပို့တင်လိုက်ဒီကို site ဆိုပြီးတော့သုံးလို့ရအောင် font size ရ font size ကိုကျွန်တော်72လောက်ပေးလိုက်အကြီးပေါ့နော်လို့ဖြစ်လာDanco ဆိုရတယ် okay ဒီမှာလည်းဒီကောင်းလည်းအောက်ကစာသားကိုနည်းနည်းလေးပြောင်းပေးလိုက် STYN style this time မှာကျွန်တော် font weight ကို font weight လူweight တော့ item လေးလို့ပါလို့ရှိတယ်ရှိဘူးရနော်တရားတယ်ဘာလဲတော့ဒီနည်းစမ်းကြည့်လိုက်မှုံသွားရတော်တော်မှုံသွားရ
900ဆိုလောက်ဖြစ်သွားညတော့ဒီလောက်ကောင်းပါဒါရင်းနေလင်းတော့900လောက်ထားထားလိုက်ကောင်းတယ်ဒီသူ site ကိုလည်းနည်းနည်းကြည့်ပြလိုက်မယ် font size ကို36လောက်ထားလိုက်fuel station 1ပါညာပေါ့အမချုံမီမီဆိုအမချုံမီမီကဘာဖြစ်လဲညာဖြစ်လဲပေါ့နော် cancel regency မြင်ရပြီ okay ဟဲ့ slide ပိုင်းတော့နောက်ပိုင်းမှာပဲကျွန်တော်လုပ်ကြအောင်လောလောဆယ်ကကျွန်တော်လုပ်ချင်တာတော့စီဇန်ဒီဇိုင်းကိုနှိပ်ကြည့်လိုက်တယ်ဆိုရင်အဲ့စီဇန်ရဲ့အဲ့စီဇန်ရဲ့ detail ကိုမြင်ရမှာပေါ့အဲ့ဆိုကျွန်တော် detail ပိုင်းတစ်ပိုင်းနားမယ်နောက်တစ်ပိုင်းမှာဘာလုပ်ကြမလဲဆိုရင်ဒီစီဇန်ရဲ့အချက်လက်ကိုပြင်တာတွေဒါမှမဟုတ်ဒီစီဇန်ကိုဖြတ်တာတွေ edit နဲ့ delete ကိုဆက်ပြီးတော့တွားကြပါမယ်